ဒီနေ့ကတော့ weekend လေးဖြစ်တဲ့အတွက်ကျွန်တော်တို့တကယ်ချင်းတွေနဲ့အတူ CM Amazing ဘက်ကိုသွားလေဖြစ်ပါတယ်။အရင်ဆုံး CM Amazing ဘက်ကိုမရောက်ခင်ကျွန်တော်တို့ Grab ကနေပြီးငှားခဲ့တဲ့ taxi အပေါက်ဝါနေပြီးတော့သူတို့ CM Amazing entrance ကိုတော်တော်လေးဝင်လိုက်ရပါတယ်။ဆက်စချင်းတွေ့ရမှာတော့ ticket counter ဖြစ်ပြီးတော့ထိုင်းနိုင်ငံအတိမတ်ဖြူကျောင်းသားတွေဖြစ်မယ်ဆိုရင်တော့သူတို့250 bag နဲ့ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်ကထိုင်းရကျောင်းသားတွေမဟုတ်တဲ့အတွက်ကျွန်တော်တို့ကတော့ online booking လုပ်ပြီးတော့180 bag နဲ့ဝင်လာပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှာတော့ lunch ticket လေးတစ်ခုပေးပါတယ်ခင်ဗျ။2 နာရီခွဲထိလို့လည်းပြောပါတယ်။ဝင်ချင်းမာတွေမှာအုတ်ထုတ်လေးတွေရောင်းတာတွေ့ရပါတယ်။ကျွန်တော် One Piece fan တွေအတွက်လည်းဝယ်လို့ရပါတယ်ခင်ဗျ။အပြင်မှာတော့နေရာတော်တော်ပူပါတယ်ခင်ဗျ။ကျွန်တော်တို့စပြီးစီးပြတာကတော့ roller coaster Boom Marine ဖြစ်ပါတယ်။လူတော့အရင်မများပေမဲ့ကျွန်တော်တို့အနေနဲ့တော့တန်းစီရပါတယ်။သူကစီးရတယ်များလို့ပါ။သူတို့ ticket ဖြတ်တဲ့ပုံစံတွေကတော့ကျွန်တော်တို့ចောင်းသားအန်တီနဲ့လုပ်တဲ့သူတွေကတော့သူတို့ကက်ပြားလေးပြီးကျွန်တော်တို့ကြတော့လက်မှာ QR scan ပါတဲ့အပတ်လေးပတ်ပေးရပါတယ်ခင်ဗျာကျွန်တော်တို့စီးပြီးအပေါ်ရောက်မှတီးလိုက်ရတာသူကကြတော့အပေါ်ကနေပြီးတော့ဖိချတဲ့တခုပဲပါပြီးတော့ခပတ်တောင်ပတ်ပေးရပါတော့ဟိုလေးပြောရင်တော့တော်တော်လေးအန်တီရဲ့များရပါပါတယ်ဇောက်ထိုးတွေလောက်တာဆိုတော့လေလွတ်ကျသွားမလားဆိုတဲ့စိတ်ကဖြစ်ပြီးတော်တော်လန့်နေအောင်ကျွန်တော်တို့ဒီကပြီးတော့နောက်တစ်ခုသွားစီတာတော့ Twin Dragon ပေါ့နော်ဒါကတော့ကျွန်တော်တို့မြန်မာမှာဆိုရင်တော့ဒါပင်နေတမျှပေါ့သူကထူးထူးဆန်းဆန်းကြီးတော့မဟုတ်ပါဘူးသူကတော့ဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုလွှဲမယ်လောက်ပါပဲဒါပေမဲ့ဒီကတစ်ခုကတော့နည်းနည်းရေးဆေးဖြစ်တယ်လို့ခံစားရပါတယ်စီးရလည်းသဘောကျပါလိမ့်တကူတော့ကျွန်တော်တို့ဒီမှာနှစ်ခုကိုဇက်တိုက်စီးလိုက်တဲ့အတွက်ခေါင်းလင်တော်တော်မူသွားပါပြီအဲ့ဒါကျွန်တော်တို့ဒီမြင်းသွားစီးတယ်ပေါ့ဗျာမြင်းကတော့ဘာမှမဟုတ်ပါဘူးလှုပ်စီးနဲ့ခေါင်းမူပါပဲဖတ်တင်ပါတယ်ဒီမြင်းစီးပြီးတော့ကျွန်တော်တို့ချားဆက်ရှင်ဝင်တော့ဗျာ break dance ချားစီးတယ်ပြီးတော့ကျွန်တော်တို့ရေပွဲပုံစံချားကိုစီးတယ်လေးမြန်ပုံစံချားလို့ထက်စီးရနောက်ဆုံးစီးလို့မဟုတ်လို့ကျွန်တော်တို့ကိုယ့်အကူအလုံးနဲ့ထည့်ပြီးချားတက်စီးရကျွန်တော်တို့အဲ့ဒါစီးရမှာအားမရသေးလို့ဆိုပြီးတော့တွဲလောင်းချပြီးတော့ဆွဲတဲ့ဟာယူသွားစီးရတယ်ဗျာအဲ့ဒါကတော့ပွင့်လင်းပြောရင်စီးပူးညာထဲမှာတော့ကြောက်ဖို့ကောင်းဆုံးပါပဲဘယ်လောက်ဆိုလဲဆိုကျွန်တော်တကယ်ရင်တယောက်ဆိုတရေပါထွက်ကြရလို့ပြောပါတယ်ဗျာအဲ့ဒါပြီးတော့ကျွန်တော်စီးရလဲများသွားပြီဆိုတော့ကျွန်တော်တို့ view ကြည့်မယ်ဆိုပြီးတော့အဲ့ဒီအဝိုင်းပေါ်တက်ဖို့လုပ်ပါတယ်ခင်ဗျာအပေါ်မှာ view ကတော့တိတ်မလာပါဘူးဒါမှတချို့တွေကလှရဲဆိုတော့လိုက်ပြီးလှပေးလိုက်ပါတယ်ကျွန်တော်တို့အဲ့ဘောကအစင်းတော့ကျွန်တော်တို့စီးတဲ့ဟာကတော့ကျွန်တော်တို့တော့အဆိုးဆုံးပါသူကဒဲပဲလေတာပေါ့ဗျာသူကအဲ့အဝိုင်းကလေတဲ့ပြင်အထက်ကအလုံးကပါထက်လေတယ်လူကသိမလို့ပါကျွန်တော်တို့ဆော့ရိုင်းလေးများဝိုင်းဆိုတော့ကျွန်တော်တို့မှာ lunch time ရောက်ပြီပေါ့နော် lunch time မှာကျွန်တော်တို့သွားဆွဲပါဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့စားဖို့အတွက်ကိုကျွန်တော်ဟိုအပြင် gate ဝါဒီပြန်ထွက်ရဆိုတော့နည်းနည်းတော့ lunch လျှောက်လိုက်ရပါဗျာအမျိုးစားတွေကတော့စုံပါတယ်ကျွန်တော်ထမင်းကြက်သားဝက်သားငါးကြော်ပြီးရင်ကျွန်တော်တို့အချူပွဲအသီးပါမယ်ပေါက်စီရှိမယ်ဟို drink တွေရတယ်စုံပါတယ်ဟိုဘက်မှာလည်းခောက်ဆွဲကြော်တို့တူဟူးတို့ဘာတို့မှအဆုံးရှိပါတယ်အကျွဲကြော်တို့လည်းပါပါတယ်ကျွန်တော်တော့ဆွဲခဲ့ပါတယ် lunch ticket မွေထားတဲ့တကယ်ချင်းတွေကတော့အိုင်နာကဆိုင်မှာသူတို့ထိုင်စားလိုက်ကြပါတယ်ကျွန်တော်တို့အဲ့ဒါပြီးတော့ကျွန်တော်တို့ water ball ကိုသွားတယ်အဲ့ဒီမှာကျွန်တော်တို့ဝေစားရီလေးပြီးတော့ရေအကြာကြီးကူးခဲ့ပေါ့ဗျာပြီးတော့ကျွန်တော်တို့မဝါသေးတဲ့ဟာတွေတစ်ခေါက်ပြန်စီတယ်ပြီးတော့လူကတော်တော်ပြန်မှန်းသွားပါအကုန်လုံးလဲဆော့တာလည်းနှံ့နေပြီဆိုတော့ကျွန်တော်တို့ည6နာရီပိတ်တဲ့အထိမှာကွက်တီပြန်ပါတယ်အားလုံးကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ဗျာ